စစ်တပ်စီစဉ်တဲ့ရွေးကောက်ပွဲပေါ်အင်တာနက်မရှိတဲ့အညာကဘလို့တုံ့ပြန်နေကြတာလဲအာဏာသိမ်းစစ်တပ်ကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့အများပြည်သူရဲ့အမြင်ကိုဆိုရှယ်မီဒီယာတွေမှာလွယ်လွယ်ကူကူမြင်တွေ့နိုင်ပါတယ်အများအားဖြင့်တော့သတင်းဌာနတွေရဲ့လူမှုကွန်ရက်စာမျက်နှာတွေကမှတ်ချက်ပေးဖို့ထားတဲ့နေရာတွေမှာရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းလက်မခံကြောင်းကိုထုတ်ဖော်ရေးသားမှတ်ချက်ပေးလေးရှိကြသလိုတချို့ကလည်းသူတို့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွေကနေကန့်ကွက်ကြောင်းကိုထုတ်ဖော်ရေးသားကြတာကိုမကြာခဏတွေ့မြင်နိုင်ပါတယ်။အင်တာနက်ဖြတ်တောက်ခံထားရတဲ့အညာသူအညာသားတွေကတော့စစ်တပ်ကစီစဉ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့သူတို့ရဲ့ရင်ထဲကမှတ်ချက်စကားတွေကိုတုံ့ပြန်ထုတ်ဖော်နိုင်ဖို့အခွင့်အလမ်းနည်းပါးလွန်းလှပါတယ်။အင်တာနက်မရတဲ့အညာကပြည်သူတွေဟာစစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်တဲ့ရုပ်သံတွေနဲ့အစီအစဉ်တွေကို MRTV နဲ့မြဝတီတို့ကနေမြင်တွေ့နေရပေမဲ့ဒီလိုဝါဒဖြန့်မှုတွေနဲ့ပတ်သက်လို့သူတို့ရင်ထဲကတုံ့ပြန်တဲ့တွေကိုတော့ထုတ်ဖော်နိုင်ဖို့အခွင့်အလမ်းနည်းပါးလွန်းလာပါတယ်။ဒီဒေသမှာစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကိုကြိုက်တဲ့သူမရှိသလောက်ပဲတပိတ်အင်အားစုတွေရှိတဲ့ဒါမှမဟုတ်တပိတ်အင်အားစုတွေလက်လန်းမီတဲ့ကျေးရွာတွေကတော့ဆန္ဒထုတ်ဖော်ကြတာပေါ့လို့စကိုင်းတိုင်းထဲကအင်တာနက်ဖြတ်တောက်ခံထားရတဲ့ကျေးရွာတွေမှာနေထိုင်တဲ့အသက်28နှစ်အရွယ်လူငယ်အမျိုးသားတဦးကစစ်တပ်ရဲ့ရွေးကောက်ပွဲအပေါ်ဒေသခံတွေရဲ့တုံ့ပြန်မှုကိုရှင်းပြပါတယ်။အညာဒေသရဲ့ကျေးရွာတွေတိုင်းကိုတော့တပိတ်အဖွဲ့တွေရောက်နိုင်ဖို့အခက်အခဲတွေကလည်းရှိနေပါတယ်။ဒီလိုခက်ခဲတဲ့စိန်ခေါ်မှုတွေကြားမှာပဲအာဏာသိမ်းစစ်တပ်ကစီစဉ်နေတဲ့ရွေးကောက်ပွဲအပေါ်ရှုမြင်တဲ့ပြည်သူတွေရဲ့အသံတွေကိုထုတ်ဖော်နိုင်ဖို့တပိတ်အဖွဲ့တွေကနီလန်အမျိုးမျိုးကိုတုံးပြီးကြိုးပမ်းနေကြရတာကိုအညာဒေသမှာမြင်တွေ့နိုင်ပါတယ်။တပိတ်အင်အားစုတွေလှုပ်ရှားလို့မရတဲ့နေရာတွေမှာတော့ပြည်သူတွေရဲ့ရင်ထဲကဆန္ဒကိုထုတ်ဖော်ဖို့ခက်ခဲတဲ့အခြေအနေရှိတယ်လို့ရမပင်စလင်ကြီးရွာပေါင်းစုံတပိတ်ကော်မတီရဲ့အဖွဲ့ဝင်အမျိုးသားတဦးကဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့သတင်းကြွလာပြီးညမှာ6ဦးမြို့နယ်ဘုံတို့ကျေးရွာကစီမီတပိတ်ကိုအာဏာသိမ်းစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းအဲ့ဒီဒေသကဒေသခံတွေကအာဏာသိမ်းစစ်တပ်စီစဉ်နေတဲ့ရွေးကောက်ပွဲကိုပိုပြီးနာကြီးခဲ့ကြတယ်လို့ဒေသခံတွေကဆိုပါတယ်။အဲ့ဒီနေ့ကဆန္ဒပြပွဲကိုစီစဉ်ကြတဲ့သူတွေကိုအပြစ်မတင်ဘူး။ကျမတို့ကစစ်တပ်ကိုပိုပြီးနာကြီးတယ်။ကျမတို့မကြောက်ဘူး။နောက်ကိုလည်းဆက်ပြီးဆန္ဒထုတ်ဖော်သွားမှာပါလို့ဘုံတို့ကျေးရွာကအသက်34နှစ်အရွယ်အမျိုးသမီးကဆိုပါတယ်။ကျမတို့ရဲ့စိတ်ထဲကခံစားချက်တွေကိုထုတ်ဖော်ပြဖို့အင်တာနက်မရှိဘူးလေ။အဲ့တော့ဆက်ပြီးဆန္ဒထုတ်ဖော်ရအောင်မှာပေါ့လို့အဆိုပါမျိုးသမီးကဆက်ပြောပါတယ်။